လက်နက်ကိုင်အဖွဲ့များရဲ့ခေါင်းဆောင်များကိုတွေ့ဆုံဆွေးနွေးဖို့အတွက်ဖိတ်ခေါ်ပါတယ်အဖွဲ့များအားလုံးကိုကျွန်တော်ကိုယ်တိုင်တွေ့ပါမယ်ပြီးလို့ရှိရင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ကိုယ်စားလှယ်အဖွဲ့များနဲ့ဆွေးနွေးမှုများပြုလုပ်သွားပါမယ်လိုအပ်ရင်လည်းထပ်မံဆွေးနွေးမှုတွေကိုလည်းပြုလုပ်သွားပါမယ်ဒီဆွေးနွေးပွဲကိုတိုင်းဒေသလက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ခေါင်းဆောင်များကိုယ်တိုင်နဲ့အဖွဲ့ဝင်2ဦးစီတက်ရောက်ပေးကြပါတက်ရောက်မဲ့သူပုဂ္ဂိုလ်များရဲ့အမည်ကို2022ခုနှစ်မေလ9ရက်နေ့နောက်ဆုံးထားပြီးပြန်ကြားပေးကြစီလိုပါတယ်။ဒါပေမဲ့ညှိနှိုင်းပြီးတော့မှရက်သက်မှဆွေးနွေးသွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။အားလုံးလက်တွဲပြီးရိုးသားပွင့်လင်းစွာဆွေးနွေးသွားမယ်လို့လည်းဆိုပါတယ်။ဆွေးနွေးမဲ့ရက်တွေကိုတော့နှစ်ဖက်ညှိနှိုင်းပြီးသတ်မှတ်မယ်လို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမိန့်ခွန်းထဲမှာပြောပါတယ်။စစ်ကောင်စီအကြီးအကဲကိုယ်တိုင်တွေ့ဆုံမဲ့ဆွေးနွေးပွဲမှာတိုင်းရင်းသားတွေဘက်ကလူလားချက်တွေကိုပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးနိုင်ပြီးစစ်ကောင်စီဘက်ကလည်းလှုပ်ပေးနိုင်သမျှကိုပြန်ဆွေးနွေးမယ်လို့စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကိုပြောပါတယ်။ဆွေးနွေးမဲ့ကမ်းလှမ်းချက်မှာအပြစ်ရလက်မှတ်ထိုးထားတဲ့တိုင်းရင်းသားအဖွဲ့တွေရောလက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေပါပေမဲ့ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေတော့မပါဘူးလို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ကျွန်တော်တို့ဒီအကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြီးညာထားတဲ့ကျွန်တော်တို့ဒါ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေတော့ကျွန်တော်တို့ပါမှာမဟုတ်ပါဘူးခင်ဗျာ2021ခုနှစ်မှာစစ်တပ်အာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်းဆန္ဒပြသူတွေအပေါ်စစ်တပ်နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကအကြမ်းဖက်နှိမ်နင်းမှုတွေရှိခဲ့ပြီးတဲ့နောက်လက်နက်ကင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပေါ်ပေါက်လာခဲ့တာပါလက်ရှိကရင်ပြည်နယ်ကယားပြည်နယ်ကချင်ချင်းနောက်စကိုင်းတိုင်းမကွေးတိုင်းစတဲ့ဒေသတွေမှာပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေရှိနေပါတယ်တနိုင်ငံလုံးမှာလက်နက်ကင်ပြည်ပခါတွေချုပ်ငြိမ်းရေးအတွက်လို့ဆိုပြီးစစ်ကောင်စီအကြီးအကဲကဆွေးနွေးဖို့ဖိတ်ခေါ်တဲ့အထဲမှာ PDF အဖွဲ့တွေမပါရင်ထိရောက်တဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဖြစ်ပါမလားဆိုတာမေးခွန်းထုတ်စရာဖြစ်ပါတယ်စစ်ကောင်စီဘက်ကတော့မြန်မာနိုင်ငံထဲကလက်နက်ကင်ပြည်ပခါတွေနဲ့ပတ်သက်လို့ပြည်တွင်းပြည်ပအကြောင်းအချက်တွေကြောင့်ဖြစ်တယ်လို့ပြောပါတယ်ဒါကြောင့်ပြည်တွင်းကအကြောင်းချက်တွေကိုတွေးဆုံဆွေးနွေးပြီးအရင်ဖြေရှင်းမှာဖြစ်တယ်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စောမင်းထွန်းကပြောပါတယ်လက်နက်ကင်ပြည်ပခါတွေဖြစ်ပွားနေတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့internet factor ရောကျွန်တော် external factor ရောနှစ်ခုလုံးရှိတာပေါ့ external factor တွေကလည်းကျွန်တော်တို့နိုင်ငံမှာရိုက်ခတ်မှုရှိပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကတော့ဘလို့ internet factor တွေ external factor တွေရှိသည်ဖြစ်တယ်အဓိကကြတာကတော့ဗိုလ်ချုပ်ကြီးပြောခဲ့တယ်ဆိုပြည်အင်အားပြည်တွင်းမှာရှိတယ်ကျွန်တော်တို့က internet factor တွေကိုအရင်ဆုံးကျွန်တော်တို့ပြည်လေအောင်လုပ်လို့ပေါ့ဒါကိုရည်ရွယ်ပြီးတော့မှကျွန်တော်တို့ကရိုးသားပွင့်လင်းစွာဆွေးနွေးသွားမှာဖြစ်ပါတယ်ဗျတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆွေးနွေးဖို့ NCA လက်မှတ်ထိုးပွဲ6နှစ်ပြည့်တဲ့အချိန်2021ခုနှစ်မှာဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကစတင်ကမ်းလှမ်းခဲ့တာပါ2022ခုနှစ်ဖေဖော်ဝါရီလမှာကျင်းပခဲ့တဲ့စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားမကျင်းပခင်ကလည်းတိုင်းရင်းသားခေါင်းဆောင်တွေတက်ရောက်ဖို့စစ်ကောင်စီကဖိတ်ကြားခဲ့ပြီးကြိုတင်သတ်မှတ်ချက်မထားဘဲငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့စီစဉ်ခဲ့ပါတယ်ဒါပေမဲ့ပြည်ထောင်စုနေ့အခမ်းအနားကိုတိုင်းရင်းသားအဖွဲ့တချို့တက်ရောက်ခဲ့ခြင်းမရှိသလိုတက်ရောက်တဲ့အဖွဲ့ကိုယ်စားလှယ်တွေမှာလည်းအဆုံးအဖြတ်ပေးနိုင်တဲ့ခေါင်းဆောင်တွေမပါတဲ့အတွက်ငြိမ်းချမ်းရေးဆွေးနွေးပွဲမလုပ်နိုင်ခဲ့ပါဘူးရှင်။